ဟိုဘယ်တမင်းမှလာလား ဟုတ်တယ်ဘယ်တမင်စိမ့်မနဲ့ကျုံမွေကျော်နဲ့ကျုံမွေကျော်ခိုင်းထားပြီ ဘယ်တမင်းကဘာဖြစ်လဲ ဘာမှမရတော့နော် မရေးနဲ့တော့ဝင်လာ15နှစ်15နှစ်ရှိပါပြီဗျာတယောက်တစ်မျိုးစီပေါ့တနေ့တစ်မျိုးမရိုးအောင်ပေါ့မျိုးကအများကြီးရှိတာ哦မျိုးက30 40လောက်ရှိတာဆိုတော့မွေးခါပေါ့မွေးငါရန်ကုန်မွေးငါပေါ့ဟိုဘက်ငပဲအစုံကြော်စုံပေါ့မွေးငါရှိမယ်ဦးနှောက်ခေါ်ဆွဲရှိမယ်အာဘူရှာဘူရှိမယ်ရေနဲ့ပတ်သက်လို့ပေါ့ရေနဲ့ပတ်သက်လို့အာဘူရှာဘူရှိမယ်နောက်အာဘူရှာဘူတုတ်ရှိမယ်ဦးနှောက်ခေါ်ဆွဲရှိမယ်ပေါ့အတုတ်တွေဆိုတိုဘူးတုတ်စံပြားတုတ်ခေါက်ဆွဲတုတ်ကြာစံတုတ်တင်မော်တီတုတ်ရခိုင်တုတ်ဗမာတုတ်ဒီနာဆိုရင်တော့နေစားဆိုရင်တော့ဒီနာလောက်ဒီဝင်းကျင်လောက်ဆိုရင်တော့တက်စီကမြူတော့ပေါ့နော်၄၅ဘွဲလောက်ဆိုပို့ပေးလိုက်တယ်တော့ပေါ့အနေတအားဝေးတယ်ဆိုရင်တော့ဝေးရင်တော့ဒလီနဲ့ပို့ပေးလိုက်တယ်ဒလီက30ပေးရတယ်ပေါ့ဒါဝေးတယ်ဆိုရင်ဆန်ကိုတော့ဟိုပေါ့ဒီထားပြီးဆို3နိုင်20လောက်ပေါ့3နိုင်20 3နိုင်ခွဲလောက်ဆိုထားပြီးတော့အိမ်မှာဒါချက်ပြုတ်ပေါ့ဒီရောင်းမှုတော့ပေါ့အဲဒီကိုထွက်တာတော့ဘယ်ချိန်တော့စထွက်လဲဆိုတော့ဟိုအိမ်ကနေ9နိုင်20လောက်ဆိုထွက်တယ်ဒီမှာ9နိုင်ခွဲလောက်9နိုင်45လောက်ဆိုစရပြီပေါ့ဒီအကုန်စားလို့ရပြီကိုစင်စစ်ဖြုတ်သွားပြီပေါ့ဟိုဘက်ဆိုင်လဲအဲ့ချိန်ပေါ့ဖွင့်တာပေါ့ဟိုဘက်10လမ်းထိပ်ကဆိုင်လဲတစ်ဆိုင်အဲ့မှာဖွင့်တယ်ဆိုင်ကဒီရဲ့လောဆိုတော့7နှစ်လောက်ပြီးတော့ရောင်းပါတယ်ဟိုဘက်ဆိုင်ကတော့ဒီရင်နောက်10လမ်းထိပ်ကတော့3နိုင်ခွဲ4နိုင်လောက်ထိရှိတယ်ပေါ့ဒီရင်နောက်ရတနာလမ်းသက်10လမ်းထိပ်ကဆိုင်တော့ရှိပါတယ်ဒါနောက်ပိုင်းဆိုရင်တော့ဒါရောင်းပါပါတနေ့ကုန်နဲ့ရောင်းဖို့အစီအစဉ်လုပ်ထားပါတယ်နည်းနည်းလူရင်အားလေးစောင့်နေရပေါ့ ငါသက်တွေ့ပြီး အဲဆုံး30ပေါ့30ကနေ35ဘက်ရှိရဲကိုထည့်စားတဲ့ပုံမူတည်တာပေါ့ငဖယ်ပိုလေးထည့်စားရင်တော့ငဖယ်ပိုကြီးထပ်ပြီးတော့ပေးရတာပေါ့နော်အဲ့လိုမျိုးလေးပေါ့ငဖယ်ဆိုလို့ရှိရင်လည်းဒါရန်ကုန်ငဖယ်အစ်စ်ပေါ့ထမင်းသုတ်တွေလက်ပဲထမင်းတွေပဲထမင်းတွေစားစိတ်မွပေါ့လားစိတ်သားကြောက်မွကြော်ထားတာအဲ့ဒါလေးတွေအကျော်တစ်ချက်ပို့ပြီနော် ဟုတ်ကဲ့ရှင်စားပါလား ကျော်တစ်ချက် လေးထည့်ပြပါကလေးဟုတ်ကဲ့ ကျော်လို့တပွဲဆက်ဆက်လေးနဲ့စားရင်ပတ်တယ် သုံးသုံးတပွဲ ဆက်လေး ကိုရင်းပို့ထည့်ပေးထားရနော် ညနေခင်းတော့အရင်တော့ညနေပဲဒီရောင်းတယ်ရောင်းပြီးတော့နောက်ဆုံးကျတော့နောက်ပိုင်းကျတော့မနိုင်တော့ဘူးလောက်ရတာညနေဒီမသွားနိုင်ဖြစ်တယ်ပြန်သွားဖို့တော့စဉ်းစားနေတာ အေးမေကုန်းက ညနေပဲကိုပြန်သွားဖို့ မေကုန်းကတော့အများဆုံးမေကုန်းပဲဒီတိုင်းမေးတယ် ရပြီနောက်သမီးဟင်းထုတ်နေတယ်ညနေခင်းရင်တော့ညနေပဲနေပါ ညနေစာရောင်းတော့ဒီဆိုင်နာမည်လေးကိုပေးလိုက်တာနောက်ကြတော့အဲ့ဒီကိုမသွားနိုင်တော့ဘူးပြင်လမ်းပါတယ် ဖြစ်နေတော့ နေ့တစ်ဝက်တင်သွားတော့ဒီမှာရောင်းတာဘယ်လောက်ကြာပြီလဲဆိုတော့အခု2လပိုင်းဆိုလို့ရှိရင်တစ်နှစ်ပြည့်မှာပေါ့နော်ညာစည်းစပြီးတော့ကောင်းတယ်ဘော်တွေကဒီဘက်လေးကိုရောက်နေတာပါဒါဆို30ပဲရောက်ကောင်းကောင်းဝပါတယ်ဆိုင်လိပ်စာကဒီကျွန်တော်တို့ကောက်ကွင်းလမ်းပေါ့ကောက်ကွင်းလမ်းဒီကျွန်တော်တို့ဒီခရစ်စတန်မရောက်ခင်လေးပေါ့နော်အမှရှိပါတယ် ခါဟိုတယ်နဲ့ခရစ်စတယ်ဘာနဲ့ဂျာပေါ့ ညနေခင်းဆိုတဲ့ဆိုင်ပို့လည်းရှိပါတယ်အမှအုံတော့ခေါ်ဆွဲပေါ့နော်ဒါအုံတော့ခေါ်ဆွဲပုံမှန်လေးပေါ့ပုံမှန်ဆိုရင်တပွဲ35တက်ပေါ့နော် ဟိုလည်းဖြစ်နေမှမဟုတ်တော့ပဲပြန်ပြီး ဘူးပင် ဟိုဒါတော့က ဒါနန်းကြီးတော့35ပဲရောင်းပါတယ်ငဖယ်ပါထည့်ရင်တော့တစ်မျိုးပေါ့နော်ဒီသမင်းတော့တော့မယ်ဒီလေသမင်းတော့မျိုးကြီးပုံမှန်လေးပဲနော်နေတိုင်းဖွင့်ပါတယ်ပြည့်ရတော့မရှိပါဘူးဆိုင်ပွဲတော့အိမ်မှာပေါ့ခုအခန်းဟိုဘက်မှာဆိုင်နှန်းရှိပါတယ်အဲ့ဒီ ရင်းအောင်စီ ဇေယနာ10လမ်းထိပ်မှာပြင်းအောင်စီပေါက်တက်မှာ ကကျောင်းရှိမှာကလမ်းပိတ်ဆို့မှုရင်ကျော်ပိတ်ဆို့မှုဖြစ်လို့ဆိုပြီးတော့မားတို့ကိုမြောင်းခိုင်းတော့အဲ့နဲ့မှဒီနားလေးကိုရောက်လာပါတယ်မားတို့2017ထဲကစရတယ်လူကြိုက်အများဆုံးကတော့မိုးဟင်ကားလို့ပဲပြောရမှာပေါ့နော်မိုးဟင်ကားကတော့ပုံများတာပေါ့နော်သူကတော့မကုံတဲ့နေ့ရလို့တော့မရှိ အော်ရာတွေပါလေလက်ခံနေပေါ့နော်အော်ရာတွေပါလေ မွေးကအလူတို့ဘာလို့ဆိုရင်လဲမွေးကားကိုအမားတို့ကဒီရောင်းတန်းတိုင်းမဟုတ်ဘဲနဲ့ပို့ပြီးတော့ပေါ့နော်စေတနာနဲ့အလူချက်တိုင်းလေးပို့ပြီးတော့ကောင်းမွန်အောင်ချက်ပေးပါလေလို့ပြောလေးပြော ဟိုတောင်ငါမို့အပြင်းနဲ့လုပ်ပေးတယ်
ဟုတ်ကဲ့ဗျာညနေခင်းကျွန်တော်တို့ဆိုင်တော့နော်လာရောက်သုံးဆောင်နိုင်ပါတယ်လို့လာရောက်စားသုံးတဲ့ကာရှာမာတွေကိုလည်းဟာလားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းပေါ့နော်။နောက်တော့မှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ကြောင်းမှာဖုန်းနံပါတ်တွေရှိပါတယ်ဗျ။39 3992386363 3994943861ကိုမှာယူပြီးတော့လည်းအားပေးနိုင်မယ်ဆိုတဲ့အကြောင်းကိုလည်းပြောချင်ပါတယ်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်။